တဲတို့ရေအားလုံးမင်းနေကြတဲ့တောင်စုံရင်ပုံးကျဲသီးလေးမင်းတို့စီမှာပြန်ရောက်ထားပါပြီဒီဒီဇိုင်းဒီအယောင်လေးကလေပစ္စည်းပြတ်တာအရန်မြန်တယ်ရှားလဲရှားတယ်နော်အခုတစ်ခေါက်လဲမင်းတို့စီမှာ3စုံပဲရထားပါတယ်ရှင်ဒါလေးကတော့တစ်စုံကို3800ပါရှင်ဒီရင်ပုံးကျဲသီးလေးတွေကလေရင်ပုံးအင်ကြီးလေးတွေကိုကျဲသီးတန်လေးတွေနဲ့ချုပ်ပြီးတော့တက်ဆင်ဝစ်ဆင်ရတာဖြစ်ပါတယ်နောက်ထပ်အဖြူလေးလည်းရတယ်နော်ဒီဒီဇိုင်းလေးကဒီစိတ်ဖြူဒီဇိုင်းလေးဆိုလို့ရှိရင်ဖြက်ဖြက်လက်ပြီးတော့အရန်လှတော့လေးနော်အဖြူလေးဆိုလို့ရှိရင်လည်းအင်ဂျီကာလာမရွေးတွက်ဖက်ဝစ်ဆင်လို့ရပါတယ်ရှင်ငါးလုံးတစ်စုံကို3800ကျပ်ပါနောက်ပြီးတော့ဒီဒီဇိုင်းလေးမှာခရမ်းဆွဲလေးလည်းရှိတယ်နော်ဒီမှာပါခရမ်းဆွဲလေးစိုးပြီးလက်နေတာပဲအရန်လှတော့လေးပါနော်တဲတို့တိုက်တဲ့ကာလာလေးနဲ့ဒီဇိုင်းလေးရှိတယ်ဆိုရင် screenshot လေးရိုက်ထားပါနော်3800ကျပ်ဖြစ်ပါတယ်ဒါလေးကတော့အသစ်ရောက်ထားတဲ့စိန်ပန်းပွင့်ကျဲသီးလေးဖြစ်ပါတယ်ငါးလုံးတစ်စုံကို3200ကျပ်ပါရှင်အရန်လှတော့နော်ထဲထဲလေးပါရှင်ဒါလေးကလည်းစိန်နဲ့ရွှေနဲ့ဆက်ထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ငါးလုံးတစ်စုံကို3200ကျပ်ပါနော်ဒီဘက်ကဆိုရင်အသေးလေးပါဒီဘက်ကတော့ပန်းကနုတ်ပုံစံမျိုးလေးပါရှင်ဒါလေးကလည်းပစ္စည်းပြတ်လွယ်တဲ့ရောင်စုံကျဲသီးလေးပါနော်မင်းတို့ဒီမှာရောင်စုံလေးတွေကပစ္စည်းပြတ်တာအရန်မြန်ပါတယ်ငါးလုံးတစ်စုံကိုသူက3500ပါတောက်ရောင်စုံလေးပါနေတာဖြစ်တဲ့အတွက်အင်ဂျီကာလာမရွေးတက်ဖက်ဝစ်စင်လို့အဆင်ပြေတာပေါ့နော်ဒါလေးကကြတော့အနီနဲ့အစိမ်းလေးနော်ခုနရောင်စုံလေးနဲ့အနီနဲ့အစိမ်းလေးနဲ့3ရောင်ရပါတယ်ငါးလုံးတစ်စုံကို3500ကျပ်ပါရှင်ဒါလေးကကျဲပုံအစိမ်းလေးပါငါးလုံးတစ်စုံကို3800ကျပ်ဖြစ်ပါတယ်ရှင်လုံးဝရှေးမှုမပြတ်ရွှေသားတီးတန့်လေးပဲတိုက်တယ်ဆိုရင်တော့ဒါလေးရှိမယ်နော်ဒီဒီဇိုင်းလေး2မျိုးကမင်းတို့စီမှာအရန်အယောင်ဝဆုံးပစ္စည်းလေးပါချင်းလုံးကျဲသီးလေးကတော့ငါးလုံးတစ်စုံကို2200ကျပ်ဖြစ်ပြီးတော့အောက်ကအသေးကျဲသီးလေးကတော့ငါးလုံးတစ်စုံကို2500ကျပ်ဖြစ်ပါတယ်ရှင်ဒါလေးကလည်းကြောက်ဖြူလက်လက်ထလေးပါနော်အရန်လှတော်လေးပါရှင်ငါးလုံးတစ်စုံကို3800ကျပ်ပါရှင်ဒါကမြေပဲကျဲသီးလေးပါနော်ဝယ်ဘူးသူတိုင်းထပ်ဝယ်တဲ့တွေ့လိုက်တာနဲ့အရန်သဘောကျသွားစေမဲ့ကျဲသီးလေးပါမြေပဲကျဲသီးလေးပါရှင်ပလဲဒီဇိုင်းလေးမှာကြိုက်တယ်ဆိုရင်တော့ဒါလေးကိုယူပါနော်ဒါလေးကငါးလုံးတစ်စုံကို3500ကျပ်ဖြစ်ပါတယ်တဲတို့ရေမင်းခုပြသွားတဲ့ကျဲသီးလေးတွေရင်မုံကျဲသီးလေးတွေကိုတိုက်နှစ်တက်လို့မှာယူခြင်းနဲ့ဆိုရင် screenshot လေးရိုက်ပြီးတော့မင်းရဲ့ Viber ဖုန်းနံပါတ်3998252693ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။ကျဲသီးအပြင်မင်းတို့စီမှာယူရီးယားရွှေစိန်နဲ့ပတ်သက်တဲ့ရွှေစိန်လက်ဝတ်ရတနာအမျိုးမျိုးရွှေချုံလွာရွှေခပတ်ရွှေပဝါရွှေဘော်လီတိုးတွေစတာတွေကိုလက်လီလက်ကရောင်းချပေးတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးနေပြီးတော့အင်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်နော်။တိုက်တာလေးတွေ့ရင် screenshot လေးရိုက်ပြီးတော့မင်းရဲ့ Viber ကိုလာခဲ့ပါနော်။